ဒုတိယအုပ်ကလည်းတရက်နေ့ဆိုပြန်တော့မှာအမွေးလေးထွက်နေနှစ်ကောင်နဲ့ချစ်စရာလေးရုပ်လေးကြည့်နေလို့သူအနေမပေးမှန်းသိတော့အိမ်နားမှာပဲလာပြီးအစာစားတယ်ပေါက်ကြတယ်သူ့မေအနေရဖေးလားမသိပါဘူးလဲကြည့်ပါတရက်နေ့ဆိုအပြန်တယ်